အားလုံးပဲမင်္ဂလာပါမလေးစကားပြောမှာပြန်လည်ပြီးတော့ကြိုဆိုပါရစေဒီနေ့မှာနေ့စဉ်အမြဲပြောဆိုနေကြတဲ့မလေးစကားလုံးများကိုကျွန်တော်နဲ့အတူတူလွယ်ကူရိုးရှင်းစွာနဲ့လေ့လာကြည့်ပါမယ်မလေးလိုစုရိုးမြန်မာလိုစေခိုင်းသည်မလေးလိုစုရိုးမြန်မာလိုစေခိုင်းသည်မလေးလိုစုရိုးမြန်မာလိုစေခိုင်းသည်ကိုကတစုံတစ်ယောက်ကိုစေခိုင်းခြင်းတဲ့အခါမှာစုရိုးကိုအသုံးပြုပြီးတော့ပြောဆိုပါတယ်မလေးလိုစင်ဒီရီမြန်မာလိုကိုယ်တိုင်မလေးလိုစင်ဒီရီမြန်မာလိုကိုယ်တိုင်မလေးလိုစင်ဒီရီမြန်မာလိုကိုယ်တိုင်သူတစ်ပါးကနေပြီးကိုမဟုတ်တာတွေရှောက်ပြီးတော့လောက်ခိုင်းနေတယ်ဆိုရင်စင်ဒီရီဘွက်ကိုယ်တိုင်လို့ဆိုပြီးတော့ပြန်လဲပြောဆိုလို့ရပါတယ်ခင်ဗျာမလေးလိုချူပါမြန်မာလိုစူးစားသည်မလေးလိုချူပါမြန်မာလိုစူးစားသည်မလေးလိုချူပါမြန်မာလိုစူးစားသည်မလေးလိုဂျူတီမြန်မာလိုခွင့်ယူသည်မလေးလိုဂျူတီမြန်မာလိုခွင့်ယူသည်မလေးလိုဂျူတီမြန်မာလိုခွင့်ယူသည်ဂျူတီဆိုတာကတော်တော်များများလဲသိကြမယ်လို့ထင်ပါတယ်အလုံနာရဲ့ခွင့်တောင်းတဲ့အခါတွေမှာပြောဆိုပြီးတော့အသုံးပြုပါတယ်เนาะကျွန်တော်တို့ဥပမာတစ်ကြောင်းဖွင့်ပြပါမယ်ဆာယာမောင်စာတူအန်ကတ်ဂျူတီကျွန်တော်ခွင့်တရက်လိုချင်ပါတယ်ဆာယာကျွန်တော်ကျမမောင်လိုချင်သည်စာတူတစ်အန်ကတ်ယူသည်ဂျူတီခွင့်ရက်ကျွန်တော်ခွင့်တရက်လိုချင်ပါတယ်ဒါဆိုနားလည်မယ်လို့ထင်ပါတယ်မလေးလိုဟန်တာမြန်မာလိုပို့ဆောင်သည်မလေးလိုဟန်တာမြန်မာလိုပို့ဆောင်သည်မလေးလိုဟန်တာမြန်မာလိုပို့ဆောင်သည်ကိုကနေပစ္စည်းတစ်ခုခုပို့ဆောင်ပေးပါလို့ပြောဆိုတဲ့နေရာမှာဟန်တာကိုထည့်သွင်းပြီးတော့ပြောဆိုပါတယ်မလေးလို easy မြန်မာလိုဖြည့်ဆွတ်ပါမလေးလို easy မြန်မာလိုဖြည့်ဆွတ်ပါမလေးလို easy မြန်မာလိုဖြည့်ဆွတ်ပါကိုကနေအကြောင်းအရာတစ်ခုခုကိုဖြည့်ဆွတ်တဲ့နေရာမှာ easy ကိုထည့်သွင်းပြီးတော့ပြောဆိုပါတယ်မလေးလိုဘိုရန်မြန်မာလိုပုံစံမလေးလိုဘိုရန်မြန်မာလိုပုံစံမလေးလိုဘိုရန်မြန်မာလိုပုံစံဒီစကားလုံးနဲ့ပတ်သက်ပြီးတော့အလုပ်ခွင်တွေမှာလည်းတခြားသောစကားလုံးများနဲ့ပေါင်းစည်းပြီးတော့ပြောဆိုလေးရှိပါတယ်။အင်းနီဘိုရန်ဘွတ်ဒီပုံစံတိုင်းလုပ်ပါဒီဟာဘိုရန်တာချက်ကပ်ဘွတ်သူပြောတဲ့အတိုင်းမလုပ်ပါနဲ့အဲ့လိုမျိုးဝါကြတွေဖွဲ့ဆိုပြီးတော့ပြောဆိုပါတယ်နော်မလေးလိုတန်တာတန်ငန်းမြန်မာလိုလက်မှတ်မလေးလိုတန်တာတန်ငန်းမြန်မာလိုလက်မှတ်မလေးလိုတန်တာတန်ငန်းမြန်မာလိုလက်မှတ်ဒီလောက်ဆိုရင်ဒီစကားလုံးတွေနဲ့ပတ်သက်ပြီးတော့လေ့လာမှတ်သားရတာလွယ်ကူရိုးရှင်းမယ်လို့ယုံကြည်ပါတယ်ဒီစကားလုံးတွေနဲ့ပတ်သက်ပြီးတော့မရှင်းတာနားမလည်တာရှိရင်လည်း comment မှာမေးခဲနိုင်ပါတယ်မိတ်ဆွေတို့အတွက်ကျွန်တော်ဗီဒီယိုကအကျိုးတစုံတရာရရှိရဆိုရင်အခုမလေးစကားပြောပေလေးကို follow လုပ်ခဲ့ပေးကြပါခင်ဗျာအားလုံးပဲနောက်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ပါမယ်အားလုံးပဲbye byeပါ